1940 ခုနှစ်ဩဂုတ်လ 4 ရက်နေ့ကဖြစ်ပါတယ်။တရုတ်နိုင်ငံအမွိုင်မြို့ကနေထွက်ခွာလာတဲ့ဟိုင်လီဆိုတဲ့လူစည်းကုန်တင်ပင်လယ်ကူးသင်္ဘောတစ်စင်းဟာဟောင်ကောင်စင်ကာပူနဲ့ပီနန်စိတ်ကမ်းတွေကတဆင့်ရန်ကုန်စိတ်ကမ်းကိုဝင်ရောက်လာပါတယ်။ရန်ကုန်စိတ်ကမ်းဟာအင်္ဂလိပ်ကိုလိုနီခေတ်မှာနိုင်ငံခြားပင်လယ်ကူးသင်္ဘောတွေအဝင်ထွက်များတဲ့စိတ်ကမ်းတစ်ခုဖြစ်ပါတယ်။ဟိုင်လီဟာ1940 ခုနှစ်နှစ်ဆန်းပိုင်းကတည်းကရန်ကုန်နဲ့ဟောင်ကောင်မြို့အကြားပုံမှန်ပြေးဆွဲနေခဲ့တဲ့သင်္ဘောတစ်စင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီသင်္ဘောရန်ကုန်မြို့ကနေဒီတစ်ခေါက်ပြန်လည်ထွက်ခွာချိန်မှာသခင်အောင်ဆန်းနဲ့သခင်လှမြိုင်တို့နှစ်ဦးလိုက်ပါသွားခြင်းဟာမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကိုတနည်းတစ်ဖုံပြောင်းလဲစေမှာဖြစ်တာကြောင့်ဒီခရီးစဉ်ဟာထူးခြားတဲ့ခရီးစဉ်လို့ဆိုရမှာပါ။ဟိုင်လီဆိုတဲ့နာမည်ဟာတရုတ်နာမည်ဖြစ်ပေမဲ့ဒီသင်္ဘောကိုနော်ဝေသင်္ဘောကုမ္ပဏီကြီးတစ်ခုကပိုင်ဆိုင်ပါတယ်။ဟိုင်လီကိုတရုတ်နိုင်ငံနဲ့အာရှတိုက်အတွင်းကတခြားဒေသတွေအကြားခုံမောင်းပြည့်ဆွဲဖို့ရည်ရွယ်ပြီး1933 ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ဟိုင်လီဟာဝင်အားဖြင့်မက်ထရစ်တန်ချိန်3600ကျော်တင်ဆောင်နိုင်တဲ့လူစည်းကုန်တင်အမျိုးအစားအလဲအလတ်အရွယ်ပင်လယ်ကူးသင်္ဘောဖြစ်ပြီးတနအီကိုရေမိုင်15မိုင်နှုန်းနဲ့ခုံမောင်းနိုင်ပါတယ်။ရန်ကုန်ဟောင်ကောင်ခရီးစဉ်ကိုဟိုင်လီသင်္ဘောပြေးဆွဲနေတဲ့ကာလဟာကမ္ဘာတစ်ခွင်မှာစစ်ရေးနိုင်ငံရေးတွေရှုပ်ထွေးနေတဲ့အခိုက်အတန့်ဖြစ်ပါတယ်။အာရှတိုက်မှာဆိုရင်1939ခုနှစ်ကတည်းကဒုတိယမြောက်တရုတ်ဂျပန်စစ်ပွဲကြီးဖြစ်ပွားနေသလိုဥရောပတိုက်မှာဆိုရင်လည်း1939ခုနှစ်ကတည်းကဒုတိယကမ္ဘာစစ်မင်းကြီးတောက်လောင်နေပြီဖြစ်ပါတယ်။ကမ္ဘာစစ်ကြောင့်အင်္ဂလိပ်ပြင်သစ်အစရှိတဲ့ကိုလိုနီနိုင်ငံကြီးတွေအကြက်တဲတွေ့နေချိန်မှာကိုလိုနီချုပ်ပြုတ်ခံထားကြရတဲ့အာရှနိုင်ငံတွေကလည်းသူတို့နိုင်ငံတွေလွတ်လပ်ရေးအတွက်ကိုနီးကိုဟန်နဲ့ကြိုးပမ်းအားထုတ်နေကြတဲ့ကာလလည်းဖြစ်ပါတယ်။အမျိုးသားကြီးကြိုးပမ်းကြပါတို့မှာမြန်မာနိုင်ငံမှာဆိုရင်နေချက်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ1936ခုနှစ်တက္ကသိုလ်ကျောင်းသားသပိတ်နောက်ပိုင်းမှာပိုပြီးအရှိန်အဟုန်ရလာပါတယ်။လက်နက်ကိုင်တပုံထမှသာလွတ်လပ်ရေးရနိုင်မယ်လို့1938ခုနှစ်ဧပြီလတုန်းကအေယာရီတိုင်းစည်းကြံရွာမှာရဲရဲတောက်မိန်ကွန်းပြောခဲ့တဲ့ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းဟာအဲ့ဒီနှစ်အောက်တိုဘာလမှာပဲဒုဗမာအစည်းအရုံးကြီးရဲ့အထွေထွေအတွင်းရေးမှူးသခင်အောင်ဆန်းဖြစ်လာပါတယ်။သူဟာအင်္ဂလိပ်ကိုတော်လှန်မှုပြင်ဆင်တဲ့အနေနဲ့1939ခုနှစ်အတွင်းမှာကွန်မြူနစ်ပါတီကလပ်စီဗမာထွေရဂိုင်းနဲ့မြေအောက်ရှုပ်ဝဲအဖွဲ့တွေကိုဥဆောင်ကဏ္ဍကနေပါဝင်တည်ထောင်ခဲ့ပါတယ်။နောက်ဆုံး1940ခုနှစ်ဇွန်လမှာဇလွန်မြို့နေချက်ဆန့်ကျင်ရေးတရားပွဲကြောင့်အင်္ဂလိပ်အစိုးရကဖမ်းဝရမ်းထုတ်ပြီးနောက်မှာတော့သခင်အောင်ဆန်းဟာမြေအောက်နိုင်ငံရေးသမားဘဝကိုခံယူလိုက်ပါတယ်။သခင်အောင်ဆန်းနဲ့တကွတခြားလက်ဝဲသခင်တွေဟာဂျပန်ဖက်စစ်ဝါဒကိုစန့်ကျင်ကြသူတွေဖြစ်တာကြောင့်ဂျပန်ရဲ့အကူအညီကိုမလိုချင်ခဲ့ကြပါဘူး။ဒါကြောင့်တရုတ်သို့မဟုတ်ယူရီးယားနိုင်ငံမှာအကူအညီယူဖို့စဉ်းစားဆွေးနွေးကြပြီးနောက်ဆုံးမှာတော့တရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီနောက်သခင်ခေါင်းဆောင်တချို့ဟာကုန်းလန်းခီးအပြင်တရုတ်နိုင်ငံကိုတွားကြဖို့စီစဉ်ခဲ့ပေမဲ့လမ်းပိတ်ထားတဲ့အတွက်ရေလန်းခီးကိုသာရွေးချယ်လိုက်ရပါတယ်။အဲ့ဒီရေလန်းခီးအတွက်တာဝန်ယူစီစဉ်ပေးသူကတော့သခင်လှဖေးဖြစ်ပြီးဟိုင်လီသင်္ဘောနဲ့ဆက်သွယ်ပေးသူကတော့ရန်ကုန်16လမ်းမှာနေတဲ့ကိုကျော်ခင်ဖြစ်ပါတယ်။1940ခုနှစ်ဩဂုတ်လ10ရက်နေ့မှာတော့သခင်အောင်ဆန်းနဲ့သခင်လှမြိုင်တို့ဟာတန်လွန်ရှောင်းနဲ့တန်စုတောင်းဆိုတဲ့တရုတ်နာမည်တွေကိုသုံးဆွဲပြီးဟိုင်လီသင်္ဘောပေါ်ကိုတက်ရောက်သွားပါတယ်။တရုတ်နာမည်တွေကိုသုံးဆွဲရခြင်းဟာသူတို့သွားမဲ့ခရီးစဉ်အဆုံးသည်ဂျပန်တွေကျူးကျော်ထားတဲ့တရုတ်နယ်မြေဖြစ်နေတာကြောင့်နှစ်ဖက်စိတ်ကမ်းကပလိတ်တွေမရိပ်မိအောင်တရုတ်လူမျိုးအယောင်ဆောင်ကြတာလို့ယူဆရပါတယ်။ဘာပဲပြောပြောဟိုင်လီကတော့ဗမာပြည်လွတ်လပ်ရေးအတွက်စွန့်လွတ်စွန့်စားကြတဲ့သခင်လူငယ်2ဦးကိုတင်ဆောင်ပြီးတရုတ်ပြည်စီထွက်ခွာသွားပါပြီ။ရန်ကုန်ကနေဩဂုတ်လ10ရက်နေ့မှာထွက်ခွာလာတဲ့ဟိုင်လီသင်္ဘောဟာမာလကာရေလက်ကြားကိုဖြတ်ပြီးအင်္ဂလိပ်ပိုင်းမလေးရှားနယ်မြေကပီနန်စိတ်ကမ်းဆွဲတင်ဟမ်စိတ်ကမ်းနဲ့စင်ကာပူစိတ်ကမ်းတွေကိုဝင်ရောက်ရန်နာပါတယ်။ဒီနောက်စင်ကာပူကတဆင့်တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီးအင်္ဂလိပ်ပိုင်းဟောင်ကောင်စိတ်ကမ်းကိုဩဂုတ်လ22ရက်နေ့မှာရောက်လာပါတယ်။ဩဂုတ်လ24ရက်နေ့မှာတော့ဟောင်ကောင်စိတ်ကမ်းကထွက်ခွာပြီးဂျပန်ကတရုတ်ထံကနေသိမ်းပိုက်ထားတဲ့အမွိုင်မြို့ကိုနေတွင်ချင်းဆက်ရောက်လာပါတယ်။အမွိုင်မြို့ကိုရောက်လာတဲ့သခင်အောင်ဆန်းတို့ဟာတရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်ဖို့ကြိုးပမ်းပေမဲ့ဂျပန်ကင်ပေတိုင်တွေခြေချင်းလိန်နေတဲ့အတွက်အဆက်အသွယ်မရခဲ့ပါဘူး။
သခင်အောင်ဆန်းတို့အဲ့ဒီမြို့မှာရှိနေချိန်အတွင်းဂျပန်ဗိုလ်မှူးကြီးဆူဇူကီဟာသခင်ကိုတော်မိုင်းသခင်မြအစရှိတဲ့ဒိုဝမာအစည်းအရုံးခေါင်းဆောင်တွေနဲ့ရန်ကုန်မြို့မှာလျှို့ဝှက်တွေ့ဆုံပါတယ်ဗိုလ်မှူးကြီးဆူဇူကီရဲ့ညွှန်ကြားမှုကြောင့်အမွိုင်မှာရှိတဲ့ဂျပန်ကင်ပေတိုင်တပ်မှုဗိုလ်မှူးခန္ဓာဟာသခင်အောင်ဆန်းတို့ကိုရှာဖွေတွေ့ဆုံပြီးဂျပန်ကသိမ်းပိုက်ထားတဲ့ဖော်မိုဆာကျွန်းတိုင်ပေမြို့ကဂျပန်စစ်ဌာနချုပ်ကိုပို့ပေးပါတယ်အဲ့ဒီကမှတဆင့်ဂျပန်နိုင်ငံတူဂျိုမြို့ကို1940ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာပို့ဆောင်ပေးပါတယ်ဂျပန်ကိုရောက်လာတဲ့သခင်အောင်ဆန်းဟာလွတ်လပ်သောမြန်မာပြည်ပြန်လည်ထူထောင်ရေးစီမံကိန်းကိုဂျပန်အစိုးရထံတင်ပြပြီးဂျပန်စီဦးစီးချုပ်ရုံးကလည်းဗိုလ်မှူးကြီးဆူဇူကီခေါင်းဆောင်တဲ့မီနာမီအဖွဲ့ကို1940ခုနှစ်ဖေဖော်ဝါရီလမှာဖွဲ့စည်းပေးပါတယ်ဒီနောက်မီနာမီအဖွဲ့ရဲ့မြန်မာပြည်စစ်စင်ရေးအမိန့်အမှတ်၁ကိုဖေဖော်ဝါရီလ14ရက်နေ့မှာထုတ်ပြန်ပါတယ်နောက်တစ်နေ့မှာပဲသခင်အောင်ဆန်းနဲ့မီနာမီအဖွဲ့ကမစ္စတာဆူဂီတို့ဟာရှွန်တင်မာရူလို့ခေါ်တဲ့ဂျပန်ကုန်တင်သင်္ဘောနဲ့လိုက်ပါလာပြီးရန်ကုန်မြို့ကိုမလ3ရက်နေ့မှာရောက်ရှိလာပါတယ်သခင်အောင်ဆန်းဟာပြည်သူ့ရေးတော်ပုံပါတီဝင်တွေနဲ့လွတ်လပ်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးပြီးတဲ့နောက်သခင်ကိုတော်မိုင်းနဲ့သခင်များတို့ခေါင်းဆောင်ကြတဲ့ဒိုဝမာအစည်းအရုံးကလူငယ်တွေအပြင်သခင်ထုံးအောင်နဲ့သခင်ပါစိန်တို့ခေါင်းဆောင်ကြတဲ့ဒိုဝမာအစည်းအရုံးကလူငယ်တွေကိုပါဂျပန်ကိုခေါ်ပြီးစစ်ပညာသင်ပေးဖို့ဆုံးဖြတ်ကြပါတယ်ရှွန်တင်မာရူတင်မောရဲ့မလ10ရက်နေ့ဂျပန်ပြည်အပြန်ခရီးစဉ်မှာတော့သခင်အောင်ဆန်းတို့နဲ့အတူရဲဘော်3ချိတ်ပထမတုပ်အဖြစ်သခင်လူငယ်4ယောက်လိုက်ပါသွားပြီး1940ခုနှစ်မလ29ရက်နေ့မှာတိုကျိုမြို့ကိုရောက်လာကြပါတယ်။သခင်အောင်ဆန်းနဲ့ပထမတုပ်ရဲဘော်3ချိတ်ဝင်တွေဟာ1940ခုနှစ်ဧပြီလမှာတိုကျိုမြို့ကတဆင့်ဖော်မိုဆာကျွန်းအဲ့ဒီကမှတဆင့်စစ်လေးကျင်ရဲ့တင်တန်းကျောင်းရှိရာဟိုင်နန်ကျွန်းကိုလေယာဉ်နဲ့တွားရောက်ကြပါတယ်။တောင်တရုတ်ပင်လယ်ထဲကဟိုင်နန်ကျွန်းဟာလည်းဂျပန်ကသိမ်းပိုက်ထားတဲ့တရုတ်ပိုင်ကျွန်းဖြစ်ပါတယ်။1940ခုနှစ်ဧပြီလ23ရက်နေ့မှာတော့ဒုတိယအသုတ်ရဲဘော်3ချိတ်ဝင်လူငယ်9ယောက်ဟာဂျပန်ကုန်တင်သင်္ဘောကိုင်ရှိုးမာရုနဲ့ရန်ကုန်မြို့ကနေထွက်ခွာလာပြီးဂျပန်နိုင်ငံအိုဆာကာမြို့ကိုဧပြီလ28ရက်နေ့မှာရောက်လာကြပါတယ်။အိုဆာကာမြို့ကိုရောက်လာတဲ့ဒုတိယအသုတ်ရဲဘော်3ချိတ်ဝင်တွေဟာတိုကျိုမြို့ကတဆင့်ဖော်မိုဆာကျွန်းအဲ့ဒီကမှတဆင့်ဟိုင်နန်ကျွန်းကို1940ခုနှစ်မေလ10ရက်နေ့မှာရောက်လာကြပါတယ်။တတိယအသုတ်ရဲဘော်3ချိတ်ဝင်3ဦးကတော့ဂျပန်ကုန်တင်သင်္ဘောကိုဆိုင်မာရုနဲ့1940ခုနှစ်မေလဇန်ပိုင်းမှာရန်ကုန်မြို့ကနေထွက်ခွာလာပြီးမေလအကုန်မှာဂျပန်ကိုရောက်ရှိလာပါတယ်။စရုပ်ထအသုတ်ရဲဘော်3ချိတ်ဝင်17ယောက်ကတော့ဂျပန်ကုန်တင်သင်္ဘောကိုရီယူမာရုနဲ့1940ခုနှစ်ဇူလိုင်လ10ရက်နေ့မှာရန်ကုန်မြို့ကထွက်ခွာလာခဲ့ပြီးဂျပန်နိုင်ငံကျူရှူကျွန်းယိုကိုစုကရေတပ်စခန်းကိုဇူလိုင်လ24ရက်နေ့မှာရောက်ရှိလာကြပါတယ်။ကျန်တဲ့ရဲဘော်3ချိတ်ဝင်2ယောက်ထဲက1ယောက်ဖြစ်တဲ့သခင်တန်းတင်တက်ဟာအဲ့ဒီသင်္ဘောကိုမမီလိုက်တဲ့အတွက်ဇူလိုင်လ12ရက်နေ့မှာရန်ကုန်မြို့ကထွက်ပြီးထိုင်းနယ်စပ်မြို့မဲဆောက်ကိုရောက်အဲ့ဒီကမှတဆင့်ဘန်ကောက်မြို့ကိုရောက်လာပါတယ်။ဒီနောက်ဂျပန်ကနေသူ့ကိုလာကြိုတဲ့ရဲဘော်3ချိတ်ဝင်ကိုဆောင်းတဲ့အတူဒေလီမာရူလို့ခေါ်တဲ့ဂျပန်ကုန်တင်သင်္ဘောနဲ့ဩဂုတ်လ15ရက်နေ့မှာဂျပန်နိုင်ငံစီခရီးဆက်ခဲ့ပါတယ်။ဒါပေမဲ့လန်ခုလမှာတင်ဦးတက်ရောင်ရမ်းတဲ့ဝေဒနာဖြစ်လာလို့ဖော်မိုဆာကျွန်းပေါ်ကဂျပန်စစ်ဆေးရုံမှာခွဲစိတ်ကုသခံနေရင်စက်တင်ဘာလမှာခွဲလွန်သွားခဲ့ပါတယ်။သခင်တန်းတင်တစ်လိုပဲနေဆက်ကိုဖျက်ကျော်ပြီးဘန်ကောက်မြို့ကိုရောက်လာတဲ့နောက်ဆုံးရဲဘော်3ချိတ်ဝင်သခင်အောင်တန်းကတော့ဗိုလ်မှူးကြီးဆူဇူကီရဲ့အစီအစဉ်နဲ့ဟိုင်နန်ကျွန်းကိုတိုက်ရိုက်ရောက်လာပါတယ်။ဒီနာမီအဖွဲ့ဟာရဲဘော်3ချိတ်ဝင်တွေကိုဟိုင်နန်ကျွန်းတောင်ပိုင်းကဆိုင်းရမြို့မှာ1940ခုနှစ်ဧပြီလကစပြီးအောက်တိုဘာလဆန်းပိုင်းအထိစစ်တင်တန်းပေးပါတယ်။ဒီနောက်သူတို့ကိုဖော်မိုဆာကျွန်းပေါ်ကတာမာဆာတိုမြို့ကိုပို့ပြီးစစ်တင်ငါပြူဟာနဲ့အဆင့်မြင့်လက်နက်ပညာတွေကိုသင်ပေးပါတယ်။15000より幕を忍び東洋に1940ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာတော့ဂျပန်လေတပ်ဟာပစိဖိတ်သမုဒ္ဒရာထဲကအမေရိကန်ပိုင်ပလဲစီကန်ရေတပ်စခန်းကိုဒီကြောင်းကနေဝင်ရောက်တိုက်ခိုက်ပြီးဒုတိယကမ္ဘာစစ်ရဲ့အရှေ့အာရှစစ်မျက်နှာကိုဖွင့်လှစ်လိုက်ပါတယ်။ဂျပန်ဟာအဲ့ဒီနေ့မှာပဲဟောင်ကောင်၊စင်ကာပူနဲ့
ဗြိတိရှမာလာယုကျွန်းဆွယ်ကိုဝင်ရောက်တိုက်ခိုက်ပါတယ်။ထိုင်းနိုင်ငံကတော့ဂျပန်ရဲ့မြန်မာနဲ့မာလာယုစစ်စင်ရေးတွေမှာသူ့ရဲ့နယ်မြေကိုဖျက်ချော်အသုံးပြုခွင့်ပေးလိုက်ပါတယ်။ The Japanese get their base for the invasion of Burma. 1 week after Pearl Harbor, the Imperial Japanese Army bursts across the border of Siam into Burma. 5 months of ravaging and slaughter lie ahead before the Allied defenders are split and shattered. အမေရိကန်နဲ့တခြားမဟာမိတ်နိုင်ငံတွေဟာဂျပန်ကိုအဲ့ဒီနေ့မှာပဲစစ်ကြေညာလိုက်ကြပါတယ် A state of war has existed between the United States and the Japanese Empire. 1942ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာတော့ထိုင်ဝမ်ကျွန်းကိုရောက်နေတဲ့ရဲဘော်3ကျိပ်ဝင်တွေဟာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်လာကြပါတယ် အဆွေပဲတို့တင်စိတ်ကူးတယ်တကယ်ပင်အမျိုးသားချစ်ရင်ခွဲ ဒီဇင်ဘာလ29ရက်နေ့မှာတော့ဗမာလွတ်လပ်ရေးတပ်မတော် BIA ကိုဖွဲ့စည်းပြီးစစ်သားတွေစုဆောင်းကြပါတယ်အဲ့ဒီနေ့မှာပဲရဲဘော်3ကျိပ်ဝင်တွေဟာဗိုလ်ဘွဲ့အမည်အသီးသီးကိုခံယူခဲ့တဲ့အပြင်တပ်သားတွေ100ကျော်နဲ့အတူလက်မောင်းသွေးဖောက်တောက်ပြီးဗမာလွတ်လပ်ရေးအတွက်အသက်ပေးတိုက်ခိုက်ကြဖို့သစ္စာဆိုကြပါတယ် မျိုးမြမပြည်ရွာတို့တောင်းချဖို့ပါသေသေးလည်းမကြောက်ပါရင်ပြေလို့ပါသေသက်ကြီးရဲ့မွေလို့သာသာနီသိထားတော့ဘာလို့ ဗမာလွတ်လပ်ရေးတပ်မတော် BIA ဟာဂျပန်စစ်တပ်နဲ့အတူ1942ခုနှစ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလများအတွင်းမှာထိုင်းမြန်မာနယ်စပ်ကိုကုန်းလန်းရေလန်းအပြင်စစ်ကြောင်းခွဲဖြတ်ကျော်ပြီးမြန်မာပြည်ထဲကိုဝင်ရောက်သွားပါတယ် ရဲရဲတောက်တို့ဗမာတွေသတိကဲတွေရာဇဝင်တော်လောက်အောင်ဆုံးနေတို့တိုင်းတို့ပြေ ဗမာလွတ်လပ်ရေးတပ်မတော်ဟာဂျပန်တပ်များနဲ့အတူဝီတိုရီယာအငူကို1942ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာစတင်တိုက်ခိုက်ကြပြီးဗိတ်တဝဲဖအံမော်လမြိုင်စတဲ့မြို့တွေကိုနှစ်လအတွင်းသိမ်းပိုက်လိုက်ကြပါတယ်ဒီနောက်မလ3ရက်နေ့မှာဒေဒီရဲမြို့မလ9ရက်နေ့မှာပဲခူးနဲ့ရန်ကုန်မြို့တွေကိုဝင်ရောက်သိမ်းပိုက်ကြပါတယ်ဒီနောက်မှာတော့ဂျပန်တပ်တွေနဲ့အတူအထက်မြန်မာနိုင်ငံကိုဆက်လက်ချီတက်သိမ်းပိုက်ကြပါတယ်ဂျပန်စစ်တပ်ဟာဗမာလွတ်လပ်ရေးတပ်မတော်ရဲ့အကူအညီနဲ့မြန်မာပြည်ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ဂရီအတိုင်းလွတ်လပ်ရေးကိုချက်ချင်းကြေညာပေးဖို့ပြက်ကွက်ခဲ့တဲ့အပြင်1942ခုနှစ်ဇွန်လမှာတော့မီနာမီအဖွဲ့ကိုပါဖျက်သိမ်းပြီးအဖွဲ့ဥက္ကဋ္ဌဗိုလ်မှူးကြီးဆူဇူကီကိုဂျပန်နိုင်ငံကိုပြန်ခေါ်လိုက်ပါတယ်။ဒါအပြင်တပ်ရင်အား2300ရှိလာတဲ့ဗမာလွတ်လပ်ရေးတပ်မတော် BIA ကိုလည်းတပ်သား3000သာရှိတဲ့ဗမာကာကွယ်ရေးတပ်မတော် BDA အဖြစ်ဇူလိုင်လ29ရက်နေ့မှာပြန်လည်ဖွဲ့စည်းစေပါတယ်။ ဗမာလွတ်လပ်ရေးကြေညာသဏ္ဍာန်ဗမာနိုင်ငံတော်သည်အင်္ဂလိပ်တို့ဤအာဓမ္မသိမ့်ပိုက်ထားခြင်းကိုနှစ်ပေါင်း50ကျော်မျှခံခဲ့ရပြီးနောက်မိမိဤနေရာနဲ့တန်နေရာမှန်ဖြစ်ပေသောတကောချိန်ဝါလွတ်လပ်စွာဖြင့်အချုပ်အခြာအာဏာပိုင်ရှိပေသောကမ္ဘာနိုင်ငံတော်ကြီးများဤအဆက်အတန်းသို့ဤနေ့ဤအခါတွင်ပြန်လီရောက်ရှိလာသည်ပြီ ဂျပန်အစိုးရဟာ1943ခုနှစ်ဩဂုတ်လ1ရက်နေ့မှာမြန်မာနိုင်ငံကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေညာပြီးဗမာကာကွယ်ရေးတပ်မတော် BIA ကိုလည်းဗမာအမျိုးသားတပ်မတော် BNA အဖြစ်နာမည်ပြောင်းပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလွတ်လပ်ရေးဟာ